ကျွန်တော်ရဲ့ချင်းမိတ်ဆွေတငယ်ချင်းများညီကိုမောင်နှမများအားလုံးမင်္ဂလာပါ ASM Basic Electronic Project Channel ကနေကြိုဆိုပါရစေဒီတစ်ခါမှာတော့ကျွန်တော်တို့ဒီအိမ်နေမှာသုံးနေတဲ့ဆိုလာပြားတွေကပေါ့နော်ဘိုးကလည်းကျွန်တော်တို့တစ်ဝက်လောက်ထက်ဝက်လောက်ဘိုးကလည်းယော့သွားတယ်နောက်တစ်ခါဘိုးထွက်ပင်မဲ့ MPR ကလုံးဝမရှိတော့ဘူးပေါ့နော်ဘက်ထရီအိုးအားသွင်းရင်လည်းအားမဝင်တော့ဘူးဆိုတော့ကျွန်တော်မိတ်ဆွေတငယ်ချင်းတွေကိုဒီမှာနော်ဆိုလာပြားပြုပြင်တဲ့နည်းလေးကိုကျွန်တော်အသေးစိတ်မျှဝေပေးသွားမှာနော်အခုဘိုးအတိုင်းကြီးတဲ့အခါမှာ9ဘိုးလောက်ထွက်တယ်ဒါပေမဲ့ဒီမှာမီလုံးနဲ့စမ်းတဲ့အခါမှာလုံးဝမလင်းတော့ဘူးเนาะဘိုးအနှဲငယ်ထွက်ပြင်မဲ့ MPR ကလုံးဝကိုမထွက်တော့ဘူးပေါ့เนาะအဲ့ဒါလိုဖြစ်နေလို့ရှိရင်ကျွန်တော်တို့ဘက်ထရီအိုးကိုတနေကုန်အားသွင်းလဲနည်းနည်းလေးမှဘိုးဝင်မှာမဟုတ်ပါဘူးเนาะအဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒါလေးကိုတစ်ဆင့်ချင်းလေးပေါ့เนาะအသုံးပြုတာကြားလာတဲ့အခါမှာဒီမှာအပေါ်မှာလဲကျွန်တော်တို့ပုံနေအမိုက်တရိုက်တွေပေါ့เนาะအဲ့ဒါလေးကိုလဲကျွန်တော်တို့တန်ရှင်းရေးဒါလို့ရေးမဆေးခြင်းလဲရေးဝက်လေးနဲ့ကျွန်တော်တို့တုပ်ပေးဖို့လိုပါတယ်ဗျာเนาะကျွန်တော်ကတော့ဒီမှာတော်တော်လေးကိုဖုံနေများနေလို့ရေးဆေးလိုက်ပါတယ်ဗျာเนาะဒါလေးကိုကျွန်တော်တို့ဒီအသေးစိတ်ပေါ့เนาะအစအဆုံးလေးဆိုတော့ကျွန်တော်တေးချာချာလေးပေါ့ဗျာเนาะနည်းနည်းလေးဗီဒီယိုရှင်းရင်လည်းသိခံပြီးတော့ကြည့်ပေးပါเนาะဒါအရင်ဆုံးကျွန်တော်ဆပ်ပြာလေးနဲ့အရင်ဆုံးဆေးလိုက်ပါတယ်ဗျာเนาะဆပ်ပြာမှုန့်ပေါ့ဗျာเนาะဆပ်ပြာမှုန့်တို့မို့ဆပ်ပြာရည်လေးနဲ့တော်တော်ခုလိုဆိုရင်ကျွန်တော်တို့ဒီကြီးတွေဖုံနေပေါ့เนาะအမိုက်တွေတင်းနေလေးဖြစ်ရင်ဘိုးကကျွန်တော်တို့ဘိုးကယော့ဘိုးအထွက်ယော့မှာပေါ့เนาะဒါကကျွန်တော်တို့ဖုံတို့အမိုက်တို့ကြောင့်လဲဘိုးယော့တာဘိုးဒါပေမဲ့ဒီဖုံနေအမိုက်တွေကြောင့်ယော့ကယော့ရင်လည်းနည်းနည်းပဲယော့မှာပေါ့เนาะအခုကကျွန်တော်တို့ဘိုးကလုံးဝကိုထက်ဝက်လောက်ပေါ့เนาะအရင်ကဘိုး20ဝန်းကျင်ထွက်တဲ့ဆိုလာပြားပေါ့เนาะဒါဝတ်200အခုကျွန်တော်တို့9.3 ပေါ့နော်9ဘိုးကြော်လေးပဲထွက်တော့တာပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့နောက်ဘိုးထွက်ပင်မဲ့လည်းမီဒီနဲ့ထွန်းကြည့်တဲ့အခါမှာလုံးဝမီးရမလင်းတော့ဘူးပေါ့နော်ဘိုးထွက်ပင်မဲ့ MPR ကလုံးဝမရှိတော့ဘူးပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်ကဒါဒီဟာလေးကိုကျွန်တော်လည်းပြင်ရင်ကျွန်တော်ရဲ့ဒီဆိုလာပြားဝါသနာရှင်တွေပေါ့နော်တနည်းအားဖြင့်အိမ်မှာသုံးနေတဲ့ဆိုလာပြားတွေဘိုးအားမဝင်တော့ဘူးလို့ပြောထားတာလည်းတွေ့တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒါလေးကိုကျွန်တော်လည်းပြင်ရင်လည်းကျွန်တော်မိတ်ဆွေတငယ်ချင်းတွေလည်းဒီတိုင်းလေး live ဗီဒီယိုလေးကြည့်ပြီးတော့ကိုယ်တိုင်ပြင်လို့ရအောင်ကျွန်တော်မျှဝေပေးတာဖြစ်ပါတယ်ဗျာနော်အရင်ဆုံးကျွန်တော်တို့တိုင်းကြည့်ရမှာကတော့သူဒီ junction box ပေါ့နော်ဆိုလာပြားရဲ့နောက်ဘက်မှာပါတယ်ဒီ diode လေးတွေထည့်တဲ့ junction box ကိုကျွန်တော်တို့ဖွင့်ရမှာဖြစ်ပါတယ်ဖွင့်ပြီးရင်ကျွန်တော်တို့ဒီမှာ diode တစ်လုံးချင်းကိုတိုင်းရမှာပါဒီတိုင်း diode ကိုမဖြုတ်ဖက်နဲ့တိုင်းလို့မရပါဘူးเนาะမဖြုတ်ဖက်နဲ့တိုင်းရင်အမှန်မသိဘူးပေါ့နော်အဲဒါကြောင့်မို့ diode ကလေးတွေကိုကျွန်တော်ဖြုတ်လိုက်မယ်ဖြုတ်ပြီးတော့တစ်လုံးချင်းတိုင်းမယ်တကယ်လို့ဒိုင်အုပ်တွေကျွန်းနေတယ်ဆိုရင်ဒိုင်အုပ်လဲပေးရမှာဖြစ်ပါတယ်နောက်ဒိုင်အုပ်တွေကမကျွန်းဘူးပေါ့နော်ဒိုင်အုပ်ကောင်းရဲ့သားနဲ့မှာဘိုးမထွက်ဘူးဆိုရင်တော့ဒါဒီဆိုလာဆဲလေးတွေတစ်ခုနဲ့တစ်ခုဆက်သွယ်ထားတဲ့နော်ဆဲလမ်းကြောင်းလေးတွေကိုကျွန်တော်တို့လိုက်ပြီးတော့စစ်ဆေးကြည့်ရမှာဖြစ်ပါတယ်နော်ဒါအရင်ဆုံးကျွန်တော်ဆိုလာပြားလေးတွေကိုအရင်ဆုံးဒါဖြုတ်ပါမယ်ဗျာနော်ခဏလေးစောင့်ကြည့်အောင်ဗျာနော်ခုလိုဖြုတ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါကျွန်တော်တစ်ဖက်စီပဲဖြုတ်လိုက်တာပေါ့နော်တစ်ဖက်စီဖြုတ်ရင်လည်းတိုင်းလို့ရပါတယ်နော်သူကဒီတိုင်းအကုန်လုံး join ပြီးသားဆိုရင်တော့ join ထားရင်လည်းတော့တိုင်းလို့မရဘူးနော်အဲ့ကြတိုင်းတဲ့အခါမှာမီတာလေးကိုကျွန်တော်တို့ဘာသာသုံးမဟုတ်ဒိုင်အုပ်သင်္ကေတလေးမှာထားမှာဖြစ်ပါတယ်နော်ဒီမှာအဖြူရလေးပါတဲ့ဘက်ကအနှုတ်ပါနော်အနှုတ်ဘက်ကိုအနက်ရောင်ပရုပ်ကျန်တဲ့ဘက်ကိုအနီရောင်ပရုပ်လေးနဲ့ထောက်ကြည့်ရင်ကိန်းကနန်းပြရင်ဒါကောင်းပါတယ်နော်နောက်တစ်ခါပြောင်းမြန်ပြန်တိုင်းကြည့်မယ်နော်အပေါင်းတို့ပြောင်းမြန်ပြန်တိုင်းကြည့်လို့ပြောင်းမြန်ပြန်တိုင်းရင်ကျွန်တော်တို့ကိန်းကနန်းမပြရဘူးပေါ့နော်နောက်ဒါမှဗီဒီယိုရှင်းမှာဆိုလို့အကုန်လုံးမပြတော့ဘူးနော်အတက်တိုင်းရင်ပေါ့နော်အပေါင်းချင်းအနှုတ်ချင်းဆက်တိုင်းရင်ကိန်းကနန်းပြရမယ်နောက်အပေါင်းကိုနှုတ်ကိုပေါင်းပြောင်းမြန်တိုင်းရင်ကိန်းကနန်းမပြရဘူးเนาะအဲ့ဒါဆိုရင်ဒီဒိုင်အုပ်လေးတွေကကောင်းပါတယ်เนาะဒီနော်ဒါဒိုင်အုပ်တစ်လုံးချင်းကိုအဲ့လိုလေးတိုင်းပေးရမှာဖြစ်ပါတယ်ဗျာနော်ဒိုင်အုပ်ကကျွန်တော်တို့ဒီမှာကတော့အသုံးပြုတဲ့ဒိုင်အုပ်တွေကဒီ10 MB ပေါ့နော်နံပါတ်အားဖြင့် 10A10 ဖြစ်ပါတယ်ဗျာနော်က
ကဲဒါဆိုရင်ကျွန်တော်ဒီဒိုင်အိုလေးတွေကအကုန်လုံးကောင်းတယ်ဗျာနော်အဲ့လိုဆိုရင်တော့အကုန်လုံးပြန်ပြီးတော့တက်ပေးရမှာဖြစ်ပါတယ်ဒိုင်အိုကပြက်တာမဟုတ်ဘူးပေါ့နော်အဲ့ဒါဆိုရင်တော့တေချာသွားပြီဒီဆဲလမ်းကြောင်းပေါ့နော်ဒီဆဲတစ်ခုချင်းလေးစီနဲ့ဒီ junction box နဲ့ဆက်သွယ်ထားတဲ့အထဲထဲမှာကျွန်တော်တို့ဒီကြီးပြားသို့မဟုတ်သူတို့ဒီလျှက်ကူးပစ္စည်းကောင်းတဲ့ဟာပေါ့နော်အဲ့ main jaw တွေကိုလိုက်ပြီးတော့စစ်ကြည့်ရမှာဖြစ်ပါတယ်နော်ကဲဆိုရင်ကျွန်တော်ဒါဒိုင်အိုလေးတွေပြန်ပြီးတော့တက်လိုက်ပါမယ်နော်ဟုတ်ကဲ့အခုကျွန်တော်ဒီ ASM Basic Electronic Project Channel ကနေပြီးတော့သူတို့ဆိုလာပြားတွေနောက်လျှက်စစ်ပစ္စည်းလေးတွေပေါ့နော်ပြင်ဆင်တဲ့အကြောင်းအရာတွေနောက်တစ်ခါဒီရှေ့မှာတော့ကျွန်တော်တို့ battery အိုးဆေးတဲ့နည်းတွေမျိုးစုံပါဗျာနော်ကျွန်တော်လည်းအကုန်လုံးမမှတ်မိတော့ဘူးဒီ electronic project လေးတွေပေါ့နော်နောက်ဖုန်းအားသွင်းတဲ့ဟာတွေနောက်တစ်ခါ battery အားသွင်းတဲ့ charger တွေစသဖြင့်ပေါ့နော်project မျိုးစုံကိုကျွန်တော်တို့ electronic နဲ့ပတ်သက်တဲ့ဟာနောက်တစ်ခါလျှက်စစ်နဲ့ပတ်သက်တဲ့ဟာပေါ့နော် wiring လေးတွေတို့နောက်စသဖြင့်ကျွန်တော်မျှဝေပေးနေတာဖြစ်ပါတယ်ဗျာနော်ဒါမကြည့်ရသေးရင်လည်းကျွန်တော်မိတ်ဆွေတငယ်ချင်းတွေရှေ့ဗီဒီယိုတွေမှာကျွန်တော်တော်တော်များများလေးတင်ထားပြီးပါပြီဗျာနော်ပြီးရင်တော့ကျွန်တော်တို့ဒီခဲလေးနည်းနည်းစီပေါ့နော်ခဲလေးသေးကြသွားအောင်လို့ပါဗျာနော်ဒီ connection ကသေးကြသွားမိနေတယ်ကောင်းတယ်ဆိုရင်လည်းဒီနက်ကလေးတွေကြက်လိုက်အောင်နဲ့အဆင်ပြေရဆိုရင်လည်းခဲမတိုးကျင်လည်းမတိုးနဲ့ပေါ့နော်ကျွန်တော်ကတော့သေးကြအောင်လို့ခဲလေးအနှဲငယ်စီလိုက်ပြီးတော့တိုးလိုက်ပါတယ်နော်ဒီမှာဒိုင်အုပ်ကကျွန်တော်တို့အပေါ်3လုံးအောက်3လုံးပေါ့နော်3လုံးတန်းစုစုပေါင်း6လုံးပါပါတယ်အဲ့6လုံးစလုံးကိုကျွန်တော်တို့ခုနကပြောသလိုပေါ့နော်ဒီဒိုင်အုပ်လေးကိုတစ်လုံးချင်းစီကောင်းမကောင်းနော်စစ်ကြည့်ရမှာဖြစ်ပါတယ်ဗျာနော်စစ်ပုံစနည်းကတော့ခုနကလိုပဲဒီဒိုင်အုပ်အဖြူရဲ့ပါတဲ့ဘက်ကိုကျွန်တော်တို့မီတာရဲ့အနက်ရောင်ပရုပ်နဲ့ထိမယ်နောက်အဖြူရဲ့မပါတဲ့ဘက်ကိုဒီမီတာရဲ့အနီရောင်ပရုပ်ပေါ့နော်အနီရောင်ရိုးနဲ့တနည်းအားဖြင့်အပေါင်းချင်းအနှုတ်ချင်းပေါ့နော်အတက်အတိုင်းကြည့်ရင်ကျွန်တော်တို့ကိန်းကနန်းပြရမှာဖြစ်ပါတယ်နော်300 400အဲ့ဒီဝန်းကျင်ပြပါတယ်တကယ်လို့ပြောင်းမြန်ပြန်တိုင်းရင်ကနန်းလည်းမပြရဘူးနောက်ဘာသာကအတန်လည်းမမီရဘူးပေါ့နော်အဲ့ဒါဆိုရင်ဒိုင်အိုကောင်းပါလေဗျာနော်ဒီမှာအစအဆုံးပေါ့နော်အပေါင်းနှုတ်ငုတ်ကျွန်တော်ထောက်ကြည့်တာ 0.5 volt နော်ဒုတိယငုတ် 0.6 အဲ့ဆိုရင်ကျွန်တော်တို့အပေါင်းငုတ်အထိထောက်လိုက်ရင်ဘိုးကတက်မလာပဲနဲ့ပြန်ရော့သွားတာပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဖြတ်နိုင်ခြေကဒီအပေါင်းငုတ်ဘက်ကပေါ့နော်အပေါင်းငုတ်ဘက်ကဒီ main jaw ပေါ့နော် main jaw ခေါ်မှာပေါ့ထဲထဲကဒီ cell လေးတွေကို solar cell လေးတွေကို join ပေးထားတာဒီ junction box နဲ့ join ပေးထားတဲ့အဲ့ဒီ main jaw တွေစစ်ကြည့်ရမှာပေါ့နော်ဖြတ်နိုင်ခြေကတော့ဒီမှာအပေါင်းငုတ်ကဖြတ်နိုင်ခြေရှိပါတယ်အဲ့ဒါဆိုရင်ဒီမှာဒီ solar ပြားကနေအထွက်၄ပင်နော်ဒီ junction box နဲ့ဒီခက်တူပြီးဆက်ထားတာဟာ၄ပင်၄ငုတ်ရှိတာပေါ့နော်အဲ့ဒီငုတ်ကလေးတွေကိုအရင်ဆုံးကျွန်တော်တို့ခဲကောက်နဲ့အရင်ဖြုတ်ရမှာဖြစ်ပါတယ်ဗျာနော်ဒါအနီရောင်အပေါင်းငုတ်ပေါ့နော်နောက်ဒုတိယငုတ်တတိယငုတ်စတုတ္တ၄ငုတ်ရှိပါတယ်ဗျာနော်ဆိုလာပြားတွေကတော့ဒီ web ပေါ်မူတည်ပြီးနောက်တစ်ခါထုတ်တဲ့ဒီ company ပေါ်မူတည်ပြီးတော့တစ်ခုနဲ့တစ်ခုဆက်သွယ်ပုံတော့တူရင်မှတူပါလိမ့်မယ်ဒါပေမဲ့သဘောတရားတော့တူပါပဲเนาะကဲဒါ junction box ကိုဖြုတ်ဖို့ရအတွက်အရင်ဆုံးဒီဒိုင်အုပ်တွေနဲ့ဆက်သွယ်ထားတယ်ပေါ့เนาะဆိုလာကအထွက်၄ငုတ်စလုံးကိုကျွန်တော်တို့ခဲလေးတွေနဲ့ပြန်ဖြုတ်ပေးရမှာဖြုတ်ပြီးရင်เนาะဒါ junction box လေးဖြုတ်လိုက်လို့ရပါပြီဒီပုံစံလေးရလာမှာเนาะဒီမှာငုတ်ကလေး၄ငုတ်ပါပါတယ်ကြအဲ့ဒီငုတ်ကလေးတွေကိုခုနကဖြတ်နိုင်ကြီးကတော့ကျွန်တော်တို့ဒီညာဘက်ဆုံးကပေါ့နော်အပေါင်းငုတ်ကဖြတ်နိုင်ကြီးရှိပါတယ်ကျွန်တော်ပြန်ပြီးတော့တစ်ချက်တိုင်းကြည့်ပါမယ်နော်ဒါအလဲနှစ်ငုတ်ပေါ့နော်နောက်ဘယ်ဘက်ချမ်းနှစ်ငုတ်ဒါကတော့ဆိုလာပြားကိုမှောက်ရက်တန်းကြည့်တာပေါ့နော်သူကဒီအပေါင်းငုတ်ကိုဘုံယူပြီးတိုင်းတဲ့အခါမှာဘိုးကတက်မလာပဲနဲ့ပူရော့သွားတာပေါ့နော်အဲဒါကြောင့်မို့ဖြစ်နိုင်ကြီးဒီအပေါင်းငုတ်ကဖြစ်နိုင်ကြီးတော်တော်များပါတယ်ဗျာနော်
ကဲဆိုရင်အဲ့ဒီအပေါင်းငုတ်ကိုကျွန်တော်အတွင်းထဲကိုနည်းနည်းလေးထွင်းပြီးတော့ပေါ့နော်လိုက်ကြည့်ရမှာဖြစ်ပါတယ်ဗျာနော်အဲ့ကြကြောက်လှဲ့ဗျာကြောက်လှဲ့ဒါကကျွန်တော်ဒီမထွင်းငင်ပေါ့တေးရတော့အောင်ကျွန်တော်ဒါနေအောင်ခုနကတော့နေအောင်ကြည့်တယ်မဟုတ်ဒါကတော့နေအောင်နဲ့ထုတ်ပြီးတော့တိုင်းကြည့်တာပေါ့နော်ဒါလက်ဝဲပဲဆုံးအနှုတ်ငုံနဲ့နော်လက်ဝဲပဲဆုံးနှုတ်ငုတ်ကိုယူမှာပါအဲဒီမှာနော်10ဖို့နော်တတိယငုတ်ဆိုရင်လည်း10ဖို့ထွက်တယ်ဒီမှာနော်ဒီမှာဘိုးကပြန်ထွက်လာပြန်ပြီနော်19ဖို့လောက်ထွက်တယ်နော်10ဖို့သူကမမိတစ်ချက်နော်9ဖို့လောက်ထွက်လိုက်19ဖို့လောက်အဲ့လိုဖြစ်နေနော်ဒီမှာဒီမှာ19ဖို့နော်ဘိုး20နီးပါးပြန်ထွက်သွားပြီနော်အဲ့ဆိုရင်ကျွန်တော်တို့တေးကြတယ်ဗျအဲ့အပေါင်းကြောကပေါ့နော်အပေါင်းကြောကဒီထုတ်ထားတဲ့ဆိုလာထွက်ကအပေါင်းကြောပေါ့နော်အပေါင်းငုတ်ကကျွန်တော်တို့အထဲထဲမှာဒီအကွေးနေရာကပေါ့နော်ဒီဆက်ထားတဲ့နေရာကလည်းဖြစ်နိုင်တယ်ဒီမှာကျွန်တော်မီးသီးနဲ့တိုင်ကြည့်မယ်နော်ဒါလက်ဝဲပဲစုံ2ငုတ်နောက်တတိယငုတ်ဒီမှာနော်အပေါင်းငုတ်နဲ့ဆက်တဲ့အခါမှာလုံးဝမီးမလင်းဘူးနော်ကြံတဲ့ငုတ်တွေဆိုရင်ဒီမှာမီးလင်းတယ်ဗျာနော်ဒါဒီမှာနောက်ခုနကဘိုး20နီးပါးထွက်တယ်ဒါပေမဲ့ဒီမှာကားနဲ့လုံးဝမရှိလို့မီးမလင်းတော့ဘူးပေါ့နော်အဲ့ဆိုရင်တေချာသွားပြီအဲ့ဒီအပေါင်းငုတ်ကိုကျွန်တော်အထဲထဲကိုထွင်းပြီးတော့ခွာကြည့်မယ်ဗျာနော်ကြောက်လက်ပြားလေးနဲ့ကျွန်တော်ခွာကြည့်ပါမယ်သူကဒီအကွေးလေးပေါ့နော်အကွေးလေးနေရာအထိလိုက်ကြည့်ရမှာဗျာနော်ဟုတ်ကဲ့ဒီဆိုလာပြားကတော့ကျွန်တော်သုံးလာတာက2နှစ်ကျော်ပြီပေါ့နော်2နှစ်ကျော်သွားပြီ2နှစ်ကျော်တော့ဒီ main jaw တွေကအထဲထဲကလော့တာတို့ဆွေးလို့ပြတ်တာတို့ဖြတ်နိုင်တာပေါ့နော်သူကအပေါ်ကဘယ်လိုပြောမလို့တိတ်သားပုံစံမျိုးပေါ့နော်တိတ်သားအကောင်းဆုံးတိတ်သားအကောင်းစားနဲ့သူကအဲ့ဒီသဘောမျိုးနဲ့ကတ်ထားတာပေါ့နော်အဲ့ဒီသဘောပါနော်ဒါလေးကိုတော့ကျွန်တော်ကအဖျားအထိခွာကြည့်လိုက်မယ်ပေါ့နော်ပြတ်နေတာဗျဟုတ်တယ်ကျွန်တော်တို့ main အကွေးအထိတောင်လိုက်ဆရာမလို့အလဲလောက်မှာသူကအလဲလောက်မှာဆွေးနေရပါတော့ဆွေးပြီးတော့ဒီမှာပြတ်မမိတမိလေးဖြစ်နေရပါဗျာနော်တဲတဲလေးဖြစ်နေတာအားကြောင့်မို့သူကဘိုးတန်းကြီးရနော်ဘိုးက19ဘိုး20ဘိုးလောက်ပြတယ်ဒါပေမဲ့ MBR ကလုံးဝမထွက်တော့ဘူးပေါ့နော်မီးထွန်းကြည့်ရင်လုံးဝမလင်းတော့ဘူးအားကြောင့်မို့ကျွန်တော်တို့ဘက်ထရီအားသွင်းရင်လည်းလုံးဝဒါအားမဝင်တော့ဘူးဗျာနော်အလဲလေးကကျွန်တော်တို့ပြတ်နေနော်ဒီနေရာလေးကတွေ့လို့ဒါကန်ကောင်းတာပေါ့နော်ဒီနေရာကမဟုတ်ဖ ೇನೆ ဆိုရင်ကျွန်တော်တို့ကတခြား main jaw တွေထိလိုက်ရမှာနော်ဒီမှာဒီအဖျားလေးတင်သူကနော်အဲ့ကြဒါလေးကိုကျွန်တော်တို့ခဲတို့လို့အဆင်ပြေအောင်ပေါ့နော်နှစ်ဖက်စလုံးကိုဒီမှာကြီးပြားလေးပေါ့နော်အဲ့ကြီးပြားလေးကိုနှစ်ဖက်စလုံးကိုကျွန်တော်တို့ဒီကော်ဗတ်နုနုလေးနဲ့ပေါ့နော်ကော်ဗတ်နုနုလေးနဲ့ကျွန်တော်တို့ကြီးအောင်လေးဝင်လာအောင်ပေါ့နော်အဲ့လိုလေးကျွန်တော်တို့ကော်ဗတ်လေးစပေးမှာဖြစ်ပါတယ်ဗျအကြနှစ်ဖက်စလုံးကိုပေါ့သေးကြအောင်နှစ်ဖက်စလုံးပဲကျွန်တော်တို့ကော်ဗာလေးစားဖို့လိုပါတယ်နော်ဒါကပြတ်နေတဲ့ကြီးပြားလေးပါပြီးရင်ဟိုအရန်ကကြံရက်တဲ့ကြီးပြားလေးကိုလည်းကျွန်တော်တို့ဒါကော်ဗာလေးနဲ့စားပေးမှာဖြစ်ပါတယ်ဗျာနော်သူအပွားကြီးညှိကြံနေရင်ကျွန်တော်တို့ခဲမဆွဲပဲနဲ့ကျွန်တော်တော့ခွဲမဆွဲလို့ရှိရင်တော့အကုန်လုံးပြီးမှပြုတ်တာတို့မမိတာတို့ဆိုရင်ပြန်
ပြီးတော့အစပြန်လောက်အောင်ပါဆိုလို့เนาะတေချာရလေးကျွန်တော်တို့ cover နုလေးနဲ့ဒါကအရင်ကကျန်းနေတဲ့ငုတ်ကလေးကို cover စားတာဖြစ်ပါတယ်เนาะကျွန်တော်ကဒီဖုန်းကထောက်တိုင်လေးနဲ့ထောင်ရိုက်တာဆိုတော့လေကွဲနေရအဲ့ဒါလေးကိုသိခံပြီးတော့ကြည့်ပေးပါဗျာเนาะဒီလိုနားမလဲတဲ့အပိုင်းလေးတွေရှိရင်လည်းကျွန်တော် comment ကနေမေးလို့ရပါတယ်เนาะကဲဒါလောက်ဆိုရင်ရပါပြီเนาะဒါလေးကိုကျွန်တော်ကူပြတ်နေတဲ့ကြည်ပြားလေးကိုကျွန်တော်ဒါအရင်ကိုခဲလေးရင်ကျွေးမယ်ပြီးရင်ခုနကဒီပြတ်တဲ့အစလေးကိုလည်းခဲလေးကျွေးပြီးတော့ပြီးရင်နှစ်ခုစလုံးပူးပြီးတော့ဒါခဲတို့မှာဖြစ်ပါတယ်ဗျာเนาะခဲလေးကိုတော့ကျွန်တော်တို့သေးချာချာလေးเนาะများများလေးတို့ပြီးလို့ပါတယ်နှစ်ဖက်စလုံးပေါ့နော်နှစ်ဖက်စလုံးကိုခဲလေးတွေကိုကျွန်တော်တို့သေချာချာလေးဒါလောက်ဆိုရင်ရပါပြီနော်ဒါဆိုရင်ကျွန်တော်တို့ဟိုဘက်ကကြံတဲ့ခုနကကြီးပြားငုတ်တိုင်လေးနဲ့ကျွန်တော်တို့ဒါခဲတို့မှာဖြစ်ပါတယ်နော်ဟုတ်ကဲ့ဒါခဲတို့ပြီးပါပြီခဲတို့ပြီးပြီဆိုတော့ခုနကလိုပဲပြန်ပြီးတော့တိုင်းကြည့်ပါမယ်နော်ဒါကမှောက်ရဲ့တိုင်းတာပါ0.45 0.46အဲဒီမှာနော်2.8 တက်လာပြီခုနကကျွန်တော်တို့ 0.5 လောက်ပဲရှိရပါတော့ကဲဒါဆိုရင်ဒါကမှောက်ရဲ့တိုင်းတာပေါ့နော်အဲ့ဆိုရင်ဒါလေးပြီးရင်ကျွန်တော်နေဘူးတဲထုတ်ပြီးတော့တိုင်းကြည့်ပါမယ်နော်ပြန်တိုင်းကြည့်မယ်ဒါပထမငုတ်0.45 နောက် 0.45 ပဲနောက်တစ်ခါဒီမှာနော်2.78 နော်2.34 ဒါဆိုရင်ဘိုးတက်လာပြီเนาะအဲ့ဒါဆိုရင်ကျွန်တော်နေဘူးတဲကိုထုတ်ပြီးတော့တိုင်းကြည့်အောင်เนาะဘိုးဘယ်လောက်ထိတက်လာလဲ ampere ရောတောက်ပြီလားပေါ့เนาะအဲဒီမှာပထမငုတ်10ဘို့เนาะအကုန်โอเคသွားပြီเนาะ20ဘို့ကျော်သွားပြီเนาะကဲဟုတ်ပြီဘိုးတော့ထွက်ပြီ current ထွက်မထွက်ပေါ့เนาะအဲ့ဒါလေးလဲကျွန်တော်ဘိုးထွက်ရုံနဲ့မရဘူးเนาะ current ထွက်မှာ battery အားဝင်မှာဖြစ်ပါတယ်ကဲဒါတစ်ဆင့်ချင်းလေးကျွန်တော်တိုင်းကြည့်မယ်နော်မီးသီးနဲ့တိုင်းကြည့်မယ်နော်နော်နေဦးပြရှားလေးကျွန်တော်မြင်အောင်တိုင်းပြပါမယ်နော်ဒါအပေါင်းငုံနဲ့တိုင်းတာဒါအနှုတ်ငုံနဲ့နော်ဒီမှာနော်ပထမဒုတိယတတိယအဲ့နဲ့ပြန်တိုက်ကြည့်မနော်ဒုတိယတတိယအဲ့ဒီမှာနော်ဒါဆိုရင်အရန်လင်းသွားပြီနော် ampere လည်းတောင်းသွားပါပြီကဲအဲ့ဆိုရင်ဗီဒီယိုကလည်းအရန်ရှင်းနေမှာမို့ကျွန်တော်နောက်အပိုင်း2ကိုဆက်ပြီးတော့နောက်ရက်မှာမျှဝေပေးပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ